တင်ကိုစုံကြိုက်တဲ့လူကကိုဝိုင်းဆဲမလားတော့မသိဘူးကိုကလည်းသူတို့အမြင်ကိုပြပြရမှာနော်ကိုလည်းတက်နိုင်ကောင်တော့မစားပြတော့ဘူးနောက်ပိုင်းတော့စကြပါအောင်ရှင်ငါးတော့ဝက်ထမင်းတော့ဝက်စားမယ်ဒီငါးလေးကကောင်းတယ်အယူကအလဲရုပ်တရုပ်ပဲရှင်အယူပါဝါပြီးတော့စားလိုက်ဘယ်ရင်းနဲ့ဘယ်ရင်းဟောလဲဆိုတော့ဒီကစုံကတော့ဓွားကစုံလို့တော့စားလို့မကောင်းဓွားကစုံကပိုစားလို့ကောင်းရန်ကုန်မှာတော့ရတယ်ကစုံရပဲစားရမယ်အရသာတော့ကွာပေါ့အရသာအချုံမုံမထည့်ဘူးဆိုရင်စားလို့မကောင်းဓွားကစုံကအချုံမုံမထည့်လဲစားလို့ကောင်းလဲချိုးပြီးတော့ပါစက်ထဲမှာဝါလိုက်တာနဲ့ဣပြီးတော့ပျော်သွားအကောင်တဲ့တခါတော့အယူပါဝါစားလိုက်စကြပါအောင်ရှင်ခရမ်းကြီးပြုတ်အထက်မှာဖျဲကြည့်ရပြီတခြားပုံပေါက်နေပါမှာလေပေါ့အရင်တော့တရုတ်ကစုံပွားကြီးတွေစားတယ်နူးညံ့တယ်ပေါ့နော်ဒါတော့ရွာရောက်ခမရရန်ကုန်လာလို့ရှိရင်အဲ့ကစုံရက်တွေဘာလို့စားရလဲတဲ့ရထားနဲ့လာတာရထားလမ်းပေးမှာတဲ့အဲ့ကစုံတွေစိုက်ထားတာပေါ့နော်အဲ့ရေမော်တွေရောဘာတွေရောတန်ဘူးပေါ့နော်ရထားလေးဘေးမှာအိမ်နိုင်ပါအောင်တွေ့သေးတယ်လေရောက်ခမရအဲ့ကစုံတွေလုံးဝမစားဘူးကဒီကရန်ကုန်ကစုံဆိုလုံးဝမစားဘူးရွာမှာကျတော့လေထဲမှာတန်ပြီးတော့အညွန့်လေးတွေပဲလေအဲ့လိုကစုံပဲဆိုတော့အဲ့ကစုံစားနေတာဆိုဒီရထားနဲ့လာရင်သူကအဲ့ကစုံတွေတွေ့တယ်ချွေးမအောင်မကြည့်လိုက်အဲ့ကစုံတွေတဲ့လားကျုပ်ကလုံးဝမစားဘူးအဲ့ကစုံတွေယုံလို့သူကတေယုတ်ကစုံရန်ကုန်သူတွေအကုန်လုံးကတော့ဒီတေယုတ်ကစုံဈေးကြီးပေးပြီးတော့စားကြပါတော့ကြိုက်ကြပါဒါပေမဲ့သူတို့ရွာအမြင်နဲ့မတူတော့ဘူးဟိုကလေကစုံလေးတွေကြာတန်ပြန်ပြီးတော့အညွန့်လေးတွေနဲ့ဖုံးပြီးတော့အခုလိုမိုးရသည်ဆိုဘယ်လေတွေပဲသွားခုအဲ့ကစုံရကအပေါ်ဆုံးပဲဒီကတေယုတ်ကစုံတွေကြတော့အေးဖြန်းပြီးတော့စိုက်တာလေသူပြောပြီးတဲ့တရုတ်ကစုံကတော့မစားတော့ဘူးအဲ့လိုကစုံပွားနေဒါတော့ကစုံလေးပေါ့ကြော်လိုက်ရင်တော့မင်းမဲနဲ့တိတ်မကောင်းပေါ့သူပြောတော့မှာပဲပထမတော့ကိုဟာကိုတရုတ်ကစုံနေပဲစားနေကြပါတော့ရောက်ခမကြီးပြောမှာပဲကိုလည်းစားခြင်းစိတ်မရှိတော့ကိုလည်းရထားနဲ့သွားရင်မြင်နေတော့လေတင်ကစုံကြိုက်တဲ့လူကကိုဝိုင်းဆဲမလားတော့မသိဘူးကိုကလည်းသူတို့အမြင်ကိုပြပြရမှာနော်ကိုလည်းတက်နိုင်ကောင်တော့မစားပြတော့ဘူးနောက်ပိုင်းတော့ဒီမှာပြရထားလန်းတွေကပြောမယ်ရထားလန်းပတ်ဝန်းကျင်ရလဲတော်တော်မတန့်ရှင်းတာမကောင်းတာဆိုလို့တော်နေစားရတာကုန်သွားပါပြီ